တရားချက်ခင်သူတော်စင်ပေါင်းတို့ယခုကြီးညိုပူဇော်ကြရမယ်အစီအစဉ်ကတော့မြတ်ဖျားရွှေတကုံရဲ့စီဒီယပူဇာအစီအစဉ်ပဲဖြစ်ပါလေမြတ်ဖျားရွှေတကုံကိုလုံလည်ပြီးသောအတိတ်သာသနာနှစ်ပေါင်း2588ခုနှစ်တုန်းကမြတ်စွာဘုရားကိုရောမြတ်ဖျားဖြစ်တော်မူပြီးသည်မှနောက်10 လပြည့်မြောက်သည့်တပေါင်းလာပြီနေ့ကစတင်၍မြန်မာနိုင်ငံဥက္ကလာပတိုင်းမြို့တော်ရန်ကုန်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်ထိုးစီရီတော်ကြီးကိုယခုအခါပြည်တော်စုမြန်မာနိုင်ငံတော်အစိုးရနဲ့တကွတိုင်းသူပြည်သားရှင်လူအများတို့ကရွှေထီးတော်အသစ်တင်ပြီးတော့ပူဇော်ကြတဲ့မင်္ဂလာအခါကောင်းဖြစ်ပါတယ်ဒီအခါမှာမြတ်ဖျားရွှေတကုံရဲ့စေတီယပူဇာအစီအစဉ်ကိုသာသနာကြီးညိုမိခိုနေကြတဲ့တိုင်းသူပြည်သားလူအများတို့ကြီးညိုနိုင်ဖို့ရန်စီစဉ်တင်ဆက်ပါတယ်ဒီအစီအစဉ်ကိုစီစဉ်တင်ဆက်ရမှာအမရပူရမြို့တီနန်းတီဘိုးတော်မင်းတရားလက်ထက်1155ခုနှစ်တွင်မောင်းထောင်သာသနာပိုင်ဆရာတော်ဘုရားကြီးသည်နောက်ပါယဟန်ရှင်လူ1000ကျော်ဖြင့်ရွှေတကုံဇေဒီတော်ကိုကြီးညိုပူဇော်ခြင်းစဉ်ကရွှေတကုံထောမနာဝန္ဒနာဂါထာ12 ပုဒ်တို့ဖြင့်ဖွဲ့ဆို၍ရွှေတကုံဇေဒီတော်ကြီးကိုကြီးညိုပူဇော်ခဲ့ပူပါတယ်အဲ့ဒီစေတီယပူဇာတိကုံဘစေတီယပူဇာထောမနာဂါထာ12 ပုဒ်ထဲကတပုဒ်ဖြင့်ရွတ်ဆိုပူဇော်၍ဤအစီအစဉ်ကိုဖွင့်လှစ်ပါတယ်ယောဒီပင်ကရမူလံမိဗဒံဟထကတံသစီသမ္မာသမ္ဗောဓိမာကင်ခံဝန္ဒီတတ္တတိရောရုဟံယောကျင်ခောရမမြတ်စွာဘုရားရှင်ကိုရောမြတ်သည်ဒီပင်ကရမူလံမိဒီပင်ကရဘုရားရှင်ဤခြေတော်ရင်း၌သမ္မာသမ္ဗောဓိသမ္မာသမ္ဗောဓိစုသဗ္ဗိညုဘုရားအဖြစ်ကိုအာကင်ခံလိုလားတောင်းတတော်မူသည်ဖြစ်၍ဟာထကတံလက်တော်သို့ရောက်လူစေဖြစ်သောဗဒံနိဗ္ဗာန်ချမ်းသာကိုစသည်ဆွလွတ်တော်မူခဲ့လေပြီတသတုခောဓမ္မဘုရားရှင်ကိုရောမြတ်ဤတိတော်ရူဟံဥက္ခုံးတော်မြတ်တွင်ကိန်းဝတ်တော်မူခဲ့ပြီးယခုအခါမြတ်ဘုရားရွှေကုံမှာကိန်းဝတ်တော်မူနေသည့်စံတော်မြတ်ရှိဆုံးကိုအဟံဘုရားတပည့်တော်သည်ဝန္ဒေဝန္တာမိယုတ်တိမြတ်နိုးလက်ဆုံးမိုးကရှေခိုးပါဤမြတ်စွာဘုရားဂေါရမဗုဒ္ဓဝင်းကိုစလျင်ဒီပင်ကရာမြတ်စွာဘုရားခြေတော်ရင်းကစရပါတယ်ဂေါရမဗုဒ္ဓ၏အလောင်းလျာသူ့မိသားသည်မိမိ၏လက်တကမ်းမှာရောက်ရှိနေသည့်နိဗ္ဗာန်ကိုလက်တွင်းရောက်မယူဘဲဖယ်ထားဆိုင်ငံ့၍သမ္မာသမ္ဗောဓိစုကိုရယူခဲ့ပါတယ်သမ္မာသမ္ဗောဓိစုသာဝိညုကိုရဖို့ရန်လေးသင်္ချေကဘာတသိန်းပါရမီ30တို့ကိုဖြည့်ကျင့်တော်မူခဲ့ပါတယ်လေးသင်္ချေကဘာတသိန်းနှင့်29ဆူသောဘုရားတို့ကိုလွန်ပြီးသောအခါဤဗဒ္ဒကဘာမှာတက်ကတန်ကပိလုမြို့မှာထီနန်ဆိုင်တဲ့တက်ကတာကိယမင်းမျိုးသုဒ္ဓရဏမင်းမြတ်နဲ့မဟာမာယာဒေဝီမိဖုရားကြီးတို့မှကောရမဘုရားအလောင်းတော်မင်းသိတ္တကိုဖွာမြင်တော်မူခဲ့ပါတယ်မဟာတက္ကရ68 BC 623မှာသိတ္တထမင်းမြတ်ဘုရားအလောင်းတော်ကိုတက်ကတိုင်းလုံမိနီဥယျာဉ်မှာဖွာမြင်တော်မူခဲ့ပါတယ်မဟာတက္ကရ69ခုနှစ်မှာထီနန်းကိုဆွန့်လွတ်ခါတောထွက်၍ကျင့်ကြံအားထုတ်တော်မူခဲ့ပါတယ်ဒုက္ခရစီရကျင့်ကို6 နှစ်မြကာလပတ်လုံးကျင့်ကြံကြိုးကိုအားထုတ်တော်မူခဲ့ပြီးမေဇိမပฏิပဒါဆိုတဲ့ရှေးဘုရားတို့ရဲ့ရှေးဟောင်းအကျင့်မြတ်ကိုပြောင်းလဲ၍ကျင့်သုံးတော်မူသည့်အခါကျမှမဟာတက္ကရတရား3ခု
BC 988ခုနှစ်မှာဓမ္မဥဒ္ဒအလုံးစုံကိုကုံးစင်သိမြင်တော်မူကားသဗ္ဗညုတဉာဏ်တော်ကိုရရှိတော်မူပြီးသမ္မာသမ္ဗုဒ္ဓစင်စစ်ဘုရားအဖြစ်ရောက်တော်မူခဲ့ပါတယ်သိတ္တဂေါရမသည်မဂဒတိုင်ခရာမြို့အနီးဥရဝေလာတောအုပ်နေရင်စရာမြစ်ကမ်းမဟာဗောဓိညောင်ပင်ရိပ်ကအပရာဇိတပလင်ထက်မှာဘုရားအဖြစ်ရောက်တော်မူပြီးသည့်နောက်တခုရီသောတင်းပလင်ဖြင့်9ရက်မြတ်နေလျက်ဝိမု ക്തി ဒုက္ခကိုခံစားတော်မူခဲ့ပါတယ်ထိုမှနောက်အနိမိတဂုံတော်တွင်9ရက်ယရနာဇင်ဂျန်တွင်9ရက်ယတနာဂရတွင်9ရက်အဇပါလညောင်းပင်တွင်9ရက်မုံစရိနာအိုင်ကြီးပင်ရိပ်တွင်9ရက်ရာဇာယရဏခေါ်သည့်လင်းလွန်းပင်ရိပ်တွင်9ရက်လို့ဘောဓိပင်အနိထူးမြတ်သည့်9နေရာတို့မှာ9ရက်စီအသီးသီးဝိမု ക്തി ဒုက္ခကိုခံစား၍စံနေတော်မူခဲ့ပါတယ်တတ္တဟ9လီ9ရက်9လီစံနေတော်မူပြီးသည့်နောက်49ရက်ပြည့်မြောက်ရာလူမင်းနမင်းတို့၏ဒီနေရာရာဇာယရဏခေါ်ပြုနမိတ်လင်းလုံးပင်ရိပ်သည်ရွှေတကုံဇေဒီတော်မြတ်ကြီးအစပြုရာမူလဘူတပုထုဝိပုခ္ခလမြေတူးမြေမြတ်ပင်ဖြစ်ပါတယ်မဟာသက္ကရတရားသုံးခုကစုံလပ်ပြီးနန္ဒခင်းမဟာဗောဓိညောင်ပင်ရစ်တို့ချင်းကပ်တော်မူစဉ်ကဖျားလုံးတော်သည်သူဇာတာအမျိုးကောင်းသမီးရဲ့ခဏနှုတ်ဆွမ်းကို49လို့သုံးဆောင်တော်မူခဲ့ရာထိုကဏနှုတ်ဆွမ်း49လို့တို့ဖြင့်တတ္တဟ49ရက်တို့ကိုမြတ်တာတော်မူခဲ့ပါတယ်တတ္တဌာနတတ္တဟတို့မြည်သည့်ဆွမ်းကိုမြမဖုံးပေးပဲဝိမု ക്തി ရသဖြင့်သာ49ရက်အချိန်ကိုကုံလုံးစေခဲ့ပါတယ်49ရက်စီမြောက်ဝါဆိုလဇန်9ရက်သို့ရောက်သည့်အခါမြတ်ဗုဒ္ဓသည်တရားမင်းဆက်ကတ်တဲ့နတ်ဆေးကိုသုံးဆောင်တော်မူ၍ခန္ဓာကိုယ်တွင်ကိုတန့်စင်စေတော်မူခဲ့ပါတယ်ခန္ဓာကိုယ်ကိုသုတ်တင်ပြီးတဲ့အခါနေရင်စရာမှာရေသုံးသတ်တော်မူ၍ကိုယ်တော်ကိုလန်းဆန်းစေတော်မူခဲ့ပါတယ်တပန်းတရားလှူတဲ့အာဇေကိုဘုံပေးတော်မူကားလင်းလွန်းပင်ရိပ်မှာသတင်းသုံးတော်မူနေခဲ့ပါတယ်ဘောဓိပင်ဤတောင်းဘက်ဂိုင်း90မြကွာဝေးတဲ့လင်းလွန်းပင်ရိပ်နတ်မင်းလူမင်းတို့ဤဒီနေရာရာဇာယရဏဝေတတ္တလောကကိုချီးမြှောက်စောင့်ရှောက်တော်မူဖို့စောင့်ဆိုင်တော်မူနေခဲ့သည့်မဟာသက္ကရတရား3ခုနှစ်ဝါဆိုလဇန်9ရက်ရဲ့နတ်နဲ့ခင်းသည်မြမာတို့မြတ်ဗုဒ္ဓကိုအဦးဆုံးဖူးမြင်ရတဲ့နေတူနေမြတ်ပင်ဖြစ်ပါတယ်တရား3ခုဝါဆိုလဇန်9ရက်နေ့မှာဥက္ကလပတိုင်းမှမဇိမဒေသအိန္ဒိယသို့ကုံကူးသွားကြတဲ့တပုဒ္ဒဗန္လိကဂုံသိညီနောင်2ယောက်တို့ဟာဥရဝေလာတောအုပ်မှာရောက်နေခဲ့ကြပါတယ်မြတ်စွာဘုရားရှင်သည်ဆွမ်းဥကပ်မိသူကိုချီးမြှောက်ဖို့စောင့်နေပြီဖြစ်ကြောင်းဘဝဟောင်းကအမိတော်ခဲ့ဘူးတဲ့နတ်သမီးကသတင်းကောင်းပေးသည်ဖြင့်မြမကုံသေးညီနောင်တို့ကလှူပွဲဆွမ်းတို့ဖြင့်လင်းလုံးပင်ရိပ်သို့ပြေးလွှာရောက်ရှိလာခဲ့ကြပါတယ်ကုံသေးတို့လက်ခရီးရှိသွားရမှာစားဖို့ယူလာခဲ့ကြတဲ့မုတ်ကြွက်ချင်းနဲ့ပြားမုံစုပ်တို့ကိုမြတ်စွာဘုရားအားဆက်ကလှူဒန်းခဲ့ကြပါတယ်တပုဒ္ဒဗန္လိကဂုံသေးညီနောင်တို့ဆွမ်းကပ်မဲ့ပြုစဉ်စတုမာရိနမင်းကြီး၄ပါးတို့ကကြောက်ညိုတပိတ်၄လုံးတို့ကိုအလူရဲ့ဆက်ကလှူဒန်းခဲ့ကြရာတတရထဝေရုံလကဝေရူပက္ခနဲ့ကုဝေရနမင်းတို့ဟာအစဉ်တိုင်းဆက်ကခဲကြသည့်တပိတ်၄လုံးတို့ကိုမြတ်စွာဘုရားက၄လုံးစလုံးအလှခံ၍တလုံးနဲ့တလုံးထပ်ခါဆင့်ကအထက်အောက်လက်ဖွားတော်နှစ်ဖက်ဖြင့်ဖိနှိပ်လိုက်ရာတပိတ်အားလုံးအဆင့်ဆင့်ဝင်သွားထပ်သွားပြီးအနားလေးရင်းနဲ့တပိတ်တလုံးပြီးဖြစ်ခဲ့ပါလေအပေါ်ဆုံးကတပိတ်ဟာကုဝေရနာမင်း၏တပိတ်ဖြစ်တယ်ဆိုတာကိုကြီးကံရှင်ကြီးနန္ဒဒဇမေး၍ကြီးတဲ့လေးတဆရာတော်ဖြေကြတော်မူတဲ့ဆွဲဆုံးကြော်တင်ကျမ်းမှာနတ်၄ယောက်လုံးလူစည်းယုံမြင့်ဆုံးပဲနတ်တပိတ်နီလို့မေးတဲ့အခါမှာနောက်ဆုံးလာတဲ့ကုဝေရနာမင်း၏တပိတ်ဟာအထက်ဆုံးကဖြစ်ကြောင်းဖြည့်ဆိုတော်မူထားပါတယ်
ဥက္ကလပဒိန်သားမြန်မာတွေဟာဂယားတခွင်ကလူတွေထက်ဥစွာမြတ်ဗုဒ္ဓကိုဖူးမြင်တော်မူခဲ့ကြရပါလေပင်စမတတ္တဟအဇဗလညောင်ပင်မှာဘုရားရှင်နေစဉ်ကဘုရားရှင်သည်ဟုံကစသောပုံနာတွေနဲ့အတူနေခဲ့ရတာမှန်တော်လဲထိုပုံနာတို့တစုံတစ်ခုလှူဖို့တရားနာဖို့ဆိုတာထားပြီးဦးဘုရားကိုပင်ဘုရားမှမသိခဲ့ကြပြီရေချမြေချအရက်ဝေးမှလာကြတဲ့မြမကုံးသေးကြီးများဟာမြတ်ဗုဒ္ဓကိုဥစွာလီဖူးစွမ်းဥလီကတရားဥလီနာဗုဒ္ဓဘာသာဝင်လီဥစွာဖြစ်တရဏဂုံဥလဲဆောက်သည်ဗုဒ္ဓရှင်တော်ပွင့်တော်မူကြောင်းကိုလည်းလူသားများအနေနဲ့ဥစွာသိခွင့်ရမြတ်ဗုဒ္ဓကိုယ်တိုင်တိုက်ရိုက်လက်တော်ပြင်ပေးလိုက်တဲ့သက်ရှိစံတော်ဓမ္မဝေကိုလီလက်ဥရကဗ္ဗဇေဒီပထိုးသမိုင်းမှာအဥဆုံးသောဇေဒီပထိုးကိုလည်းဒီခွင့်ရလူသားတွေထဲမှာတရဏဂုံနှစ်ပါးဆောက်တည်ကြတာမြန်မာတို့အဥဆုံးဆိုတဲ့ပထမတရဏဂမနဧတတဲ့ဘွဲ့ကိုလီဥစွာရကြတဲ့အဥကိုးပါးကိုဗုဒ္ဓဘာသာသမိုင်းမှာမြန်မာတို့ရခဲ့ကြပြီဖြစ်ပါတယ်မြန်မာကုန်းတဲ့ညီနောင်နှစ်ပါးတို့ဟာမုတ်ကြွကြစ်စွမ်းပြားမုံစုပ်စွမ်းတို့ကိုဆက်ကလှူဒန်းပြီးတရားနာတရဏဂုံနှစ်ပါးဆောက်တည်ကြဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခဲ့ကြပါတယ်ဘုရားလက်တော်ဖြင့်ချီးမြှင့်တော်မူတဲ့စံတော်ရှစ်စုကိုတရားသုံးခုဝါဆိုလဆန်း9ရက်နေ့မှာပဲလင်းလုံးပင်ရိပ်မှာလက်ခံရရှိခဲ့ကြပါတယ်ကုန်းတဲ့ညီနောင်နှစ်ယောက်တို့ရရှိခဲ့တဲ့မြတ်ဗုဒ္ဓ၏စံတော်မြတ်တို့ကိန်းဝရံတရားမင်းကဗရမ ्या ကျုပ်ကိုဖန်ဆင်းပေးလှူပါတယ်ဗရမ ्या ကျုပ်ကိုထဲ့ရန်နဝရ9ပါးဖြင့်ပြီးတဲ့ကျောင်းဆောင်တော်ကိုလိဖန်ဆင်းပေးပါတယ်ကုန်းတဲ့ညီနောင်တို့သည်စံတော်ရှိစုကိုဗရမ ्या ကျုပ်တွင်ထဲ့ကဗရမ ्या ကျုပ်ကိုနဝရပြတ်တတ်တဲ့တင်ထိုပြတ်တတ်ကိုဥကောင်းဖြင့်တလှဲ့စီရွရွလဲကုံတဲ့900နှင့်အတူနေပြီးတော့ဥက္ကလာပသို့ဘင်္ဂလားပင်လယ်အော်ကိုဖြတ်သန်း၍ပြန်လီလာခဲ့ကြပါတယ်။ကုံတဲ့ညီတော်တို့သည်စံတော်ကျုပ်နှင့်ပြတ်တတ်ကိုသင်္ဘောတွင်တင်၍ဘင်္ဂလားပင်လယ်အော်ကိုဖြတ်သန်းကြရာတရားမင်းကကောင်းစွာစောင့်ရှောက်သည့်အတွက်ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်မော်တင်စွန်းကိုကြော်ဖြတ်ကမြန်မာတို့စိတ်ကန်းဥက္ကလာပသို့ဆက်ရောက်ခဲ့ကြပါတယ်။ဥက္ကလာပမင်းကြီးကစံတော်များကြွလာကြောင်းကောင်းစွာကြားလျင်သင်္ဘောစိတ်ကရွှေနန်းတော်အရောက်ခန္ဓာကြီးကျယ်စွာပူဇော်၍ပြင့်ဆောင်ခဲ့ပါလေဥက္ကလာမမင်းကြီးဟာလွန်ကဲတဲ့တရားတွေဖြစ်ရှိတဲ့အတွက်မိမိဥခေါင်ကိုပင်ဖြတ်၍ပူဇော်လိုသောစန္ဒများလွန်မင်းစွာဖြစ်ခဲ့ပါတယ်သို့သောဥခေါင်ကိုမဖြတ်ဘဲဥခေါင်မှစွတ်ထားတဲ့နဝရမကိုက်ကိုချွတ်၍မြတ်ဗုဒ္ဓ၏စံတော်များအားပူဇော်ခဲ့ပါတယ်။ကောင်းတဲ့ညီနောင်တို့ဆက်သဖြင့်မြတ်ဗုဒ္ဓ၏စံတော်များပါရှိသည့်ယရနာပြတ်တတ်ကိုရရှိတော်မူသည့်ဥက္ကလာပမင်းကြီးသည်ထိုစံတော်ကျုပ်နှင့်ယရနာပြတ်တတ်ကိုဇေရီတီး၍ထာပနာသွင်းထားပူဇော်မီပြုရာကောင်းတဲ့ညီနောင်တို့ကရှေးဖျားသုံးစုတို့၏ပရိဘောဂဇေရီတော်များကိန်းဝရာသင်္ဂုတ္တရကုန်းတော်ပေါ်မှာတည်ရမည်ဖြစ်ကြောင်းဘုရားဗျာဒိတ်တော်ရှိကြောင်းကိုလျှောက်ထားတန်တော်ဦးတင်ကြပါလေအဲ့ဒီကသကြမင်းစုလေးနမင်းရောဟနီခေါ်တဲ့ဘိုးတထုံနမင်းတက်ခိနာခေါ်တဲ့သင်္ကန်းကျော်နမင်းမော်ဘီနမင်းကြီးတို့၏အကူအညီဖြင့်သင်္ဂုတ္တရကုန်းတော်ကိုရှာဖွေတွေ့ရှိခဲ့ကြပါလေစုလေးနမင်းကြီးကကုသံဘုရားရှင်လက်ထက်ကဘလူးဖြစ်ခဲ့ဘူးရာတရားနာကျွတ်တန်းဝင်ရပြီးကကုသံဘုရားချီးမြှင့်တဲ့တောင်ဝေးတော်ကိုရရှိပူဇော်ထားခဲ့ပါလေရောဟနီခေါ်တဲ့ဘိုးတထောင်နမင်းကြီးကလည်းကောနာကုံဘုရားလက်ထက်ဘလူးဖြစ်၍တရားနာကျွတ်တန်းဝင်ခဲ့ရာကောနာကုံဘုရားချီးမြှင့်တော်မူတဲ့ရေစစ်တော်ကိုပူဇော်ခွင့်ရထားခဲ့ပါလေဒက္ခိဏနမင်းကြီးဆိုတဲ့သင်္ကန်းကျော်နမင်းကြီးကလည်းကသဗ္ဗဘုရားရှင်လက်ထက်ကဘလူးဖြစ်ခဲ့ပြီးတရားနာကျွတ်တန်းဝင်ခဲ့ရပါတယ်ကသဗ္ဗဘုရားရှင်ချီးမြှောက်တဲ့ရေသနုတ်သင်္ကန်းကိုပူဇော်ခွင့်ရရှိထားခဲ့ပါတယ်ဆုလီနတ်ကသူရတဲ့ကကုသံဘုရား၏တောင်ဝေးတော်ဘိုးတထောင်နတ်ကလည်းသူရတဲ့ကောနာကုံဘုရား၏ရေစစ်တော်သင်္ကန်းကျော်နတ်ကလည်းသူရတဲ့ကသဗ္ဗဘုရား၏ရေသနုတ်တော်တို့ကိုအသီး
ကဘာတီးသည်စောင့်ရှောက်ရမည်ဟုအမိန့်ပေးကမော်ဘီနတ်ကြီးဟာစောင့်ရှောက်ဖို့တာဝန်ပေးအပ်ထားခဲ့ပါတယ်အဲဒါကြောင့်မော်ဘီနတ်ကြီးသည်ထိုပရိဘောကစီရီတော်သုံးစုတို့ကိုသင်္ကုတ္တရကုန်းတော်တွင်44တောင်အနက်ဆောင်တဲ့တွင်းထဲမှာယရနာ9ပါးတို့ဖြင့်ဝန်းရံပူဇော်ပြီးစောင့်ရှောက်ထားခဲ့ပါတယ်မော်ဘီနတ်ကြီးနှင့်တရားမင်းတို့၏ပြောပြချက်အရဥက္ကလပမင်းကြီးဟာသင်္ကုတ္တရကုန်းတော်ကိုတူးဖော်ခဲ့ရာရှေးဖျားရှင်သုံးစုတို့၏ပရိဘောကဇီရီတော်များဖြစ်ကြသည့်တောင်ဝှေတော်ရေစစ်တော်ရေသမုတ်တော်တို့ကိုပူဇော်ခွင့်ဖူးမြော်ခွင့်ကိုပြန်လည်ရရှိခဲ့ပါလေအဲ့ဒီခါမှဥက္ကလပမင်းကြီးဟာတရားမင်းရဲ့အကူအညီဖြင့်44တောင်အကျယ်အမြင့်ရှိတဲ့သင်္ကုတ္တရကုန်းတော်ဌာပနာတိုက်ကိုကြောက်ချက်ကြီးများဖြင့်ကာယံကာအတွင်းမှာနဝရ9ပါးအပြည့်ကျဲနဝရ9ပါးအခင်းပေါ်မှာနဝရလေကိုတင်ထိုးလေးပေါ်မှာနဝရ9ပါးပင်ပြီးတဲ့ပြတ်သက်4ဆောင်မှာပြတ်သက်တစ်ဆောင်စီ၌ဘုရားလေးစုတို့၏တောင်ဝေးတော်ရေစစ်တော်ရေသမုတ်တော်နှင့်စံတော်တို့ကိုထည့်သွင်းထားပနာခဲ့ပါတယ်စံတော်ကျုပ်ကိုတပုဒ္ဒဗန္လိကကုံတညီနောင်တို့၏ရွှေရုပ်တုများကထမ်းထားတဲ့အနေအထားမျိုးနဲ့တိဆောက်ခဲ့ကြတာဖြစ်ပါတယ်ပရိဘောကဇေဒီနှင့်သာရိတိကဇေဒီတော်များဌာပနာတိုက်အတွင်း၌ဝန်းကျင်မှစိန်ပန်းကိုင်းရွှေပန်းကိုင်းငွေပန်းကိုင်းဗရမယပန်းကိုင်းအစရှိတဲ့အမျိုးမျိုးသောယရနာပန်းကိုင်းဓာဆက်လှမ်းဆက်စသည်တို့ဖြင့်ဝန်းရံ၍ပူဇော်စောင့်ရှောက်ထားခဲ့ပါလေဌာပနာတိုက်ကိုနဝရစီကြောက်ပြားကြီးဖြင့်ပိတ်ပြီးအထက်၌ရွှေစေတီကိုတီးကြပါတယ်ပြီးတဲ့အခါကျတော့မှငွေစေတီဘောကမှကြေဖြူစေတီအထက်ကမှကြေနီစေတီအထက်ကမှသလွဲစေတီအဲ့ဒီအထက်ကမှကြောက်ဖြူစေတီအဲ့ဒီအထက်ကမှတန်းစေတီဟူ၍စေတီတော်9ထပ်စေတီတော်ပေါ်မှာစေတီတော်ဆင့်ကမျိုး၍စေတီ9ထပ်ကိုတည်ထားခဲ့ကြပါတယ်နောက်ဆုံးမှတန်အုပ်မြေအုပ်အင်္ဂရီအုပ်တို့ဖြင့်ပြီးသောစေတီကိုဖနက်တော်မှငပြောဘူးအထိ44တောင်အမြင့်ဆောင်၍တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါတယ်မြတ်ဗုဒ္ဓပွင့်တော်မူတာ103ခုနှစ်ကဆုံလပြည့်နေ့ဖြစ်ပါတယ်မြမကုံသင်ညီနောင်တို့စံတော်8စုရရှိခဲ့တာထိုနှစ်ဝါဆိုလဆန်း9ရက်နေ့ဖြစ်ပါတယ်ဤစံတော်ရှင်စေတီတော်ကြီးတီထကိုးကွယ်ပြည်စည်းသည့်နေ့မှာမဟာသက္ကရာ103ခုနှစ်တပေါင်းလပြည့်နေ့ဖြစ်ကြောင်းသမိုင်းမှတ်တမ်းများကကောင်းစွာဖော်ပြခဲ့ကြပြီဖြစ်ပါတယ်ရွှေဒဂုံဇီရီတော်သမိုင်းအနှစ်ချုပ်များပါဝင်သည့်ရွှေဒဂုံဖျားတိုင်ယရုကိုစကိုင်းထောင်သင်းစလင်းလက်ရာပြည်မှာနဝရေလို့သုံးဒေသတိုင်းပြည်တာဝန်ထမ်းခဲ့တဲ့သုံးဘွဲ့ရယရုစားဆူကျော်ပြည်နဝရေကြီးကတကုံမွေရှင်သိမ်ခုတ်တွင်၌ရှင်ပင်သစ္စာပွင့်သောခါဝဲ6ဌာနလွန်တဖန်ရက်စိပြည်သောနေ့၌ကြုံတွေ့လျင်အောင်မျက်ညီနောင်လျင်ဤဆောင်ကြည်ပြူပြားစုပ်လှူ၍ဆံမင်းစုဆံမွေကိုွယ်စေကထိတ်ပွေဆောင်ရွက်သည်တောင်ထက်ဝဲကြိုက်ပွဲကြည်ညာကြောဝမ်းဝါသာဌာပနာတွေတီခဲ့ပေသည်ဆံမွေယုံစုတပ်ပင်ညုကိုယခုဆောက်တည်တောင်းစုရည်သည်ဤမိခန့်စီရင်စေသောစသည်ဖြင့်ဆတ်ဆိုပူဇော်ခဲ့ပါလေအဲ့ဒီတကုံမွေးရှင်ချီယရုပိုက်မှာကုန်းသိညီနောင်နဲ့စံတော်ရှိစုသင်္ကုတ္တရာကုန်းမှာဇီရီတီးခဲ့ကြကြောင်းသမိုင်းချုပ်ရဖော်ပြခဲ့ပါတယ်မဆုံးပေခြင်းစချီယရုပိုက်မှာတော့ရွှေစင်စရီမြေကဖြူမောက်ပေါက်တို့သည်လောတွေးတော်မူမောအောက်မေ့တော်မူရှုမြော်မရက်တလဲလဲလျင်မဆဲမညံရွှေတိလျံမြာစသည်ဖြင့်ရွှေစင်အတိပြီးတဲ့ရွှေတောင်ကြီးဖြူဖြူမောက်မောက်မြေကပေါက်လေသလားလို့ရွှေကုံဇေဒီတော်ကိုဖူးမြော်ရသည်မှာရင်ပတ်ရှုမောတအံ့အောဖြစ်ရလောက်အောင်ကြည်နူးသည့်တရား
ရှင်ဤပီတိတွေဖြစ်ရကြောင်းကိုရေးသားဆက်ဆိုခဲ့ပါတယ်ဇဘူသာလင်အစချီတဲ့နဝရေအဆုံးသဇာပိုက်ကလေးမှာရွှေတကုံကိုဖူးမြင်ရသူတို့ရင်နှလုံးမှာမြေမြပီတိတွေဖုံးရသည်ကိုလေနားဆင်ကြည့်ပါဦးသူတော်ကောင်းတို့ဇဘူသာလျင်ဂီဝါရောင်ချီရန်ဝန်းလီ၍တွင်မိတကုံလူနတ်ယုံသည်ကြည်မုံရရနာမြဆံကြားကိုပန်ထွာရအောင်ယူစေကြောင်းမှယူချေဆောင်မှညီနောင်သမုတ်တီတွင်ထုတ်၍သင်္ဂုတ္တရဟေမတောင်ညွန့်တောင်မြတ်စွန်ထက်ပေဟနေဝါကိုမိတာတိဂီဝါရီရှင်မကိုက်စင်သည်တပင်လွန်ကဲကြော့ဝဲဝဲပြန်ဝဲတိမ်ထွတ်ဇောတိရတ်တို့နိုင်လော့နိုင်ရာလှတ်ထွတ်ချာကိုဓမ္မညွန်ပြဖူးမြင်ရသည်ဟင်သာကျက်တည်းတကားရွှေတကုံစည်းတော်တရားတော်ကိုရှေးကသုံးစုသောဖျားရှင်တို့ဤသုံးခုသောပရိဘောဂဇီရီတော်တောင်ဝေးရေစစ်ရေတနုတ်တို့စုဝေးတီးနေရပရိဘောဂစီရီသုံးစုတို့ဤစုပုံတီးနေရဖြစ်ခြင်းကြောင့်တိဂုံဘဂုံတိသည်သုံးခုဂုံဘသည်အစုအဝေးလို့ပညာရှိတို့ဆိုစမပြုခဲ့ကြပါလေနောက်အခြားအဓိပ္ပာယ်တစ်ခုမှာတော့သရိဟဂုံဘတောင်ကုန်းသုံးခုတို့ဆုံရာဥညွတ်ရာကုန်းသရိဆိုတာသုံးခုဂုံဘဆိုတာတောင်ကုန်းအနောက်ဘက်ရခိုင်ယုံမတောင်တန်းအရှေ့ဘက်ရှမ်းယုံမတောင်တန်းအလဲပေကူယုံမတောင်တန်းဆိုတဲ့တောင်တန်းတောင်ကုန်းသုံးခုတို့ဟာသင်္ကုတ္တရကုန်းတော်ကိုအားလုံးပင်စုယုံညွတ်ခိုက်ဥတိုက်နေကြသည်ဖြစ်ရာတောင်တန်းကြီးသုံးခုတို့ဟိမွန်တာမှာသွေဖြာဆင်းသက်လာကြပြီးသင်္ကုတ္တရကုန်းတော်ကိုဥခိုက်ညုံယုံ၍နှိမ်ဆိုင်သွားကြသည့်အတွက်သရိဟဂုံဘမှသရိဂုံဘသရိဂုံဘမှတိဂုံဘဖြစ်ရကြောင်းကိုပညာရှိတို့ကြံစည်ကြပါတယ်တိဂုံဘယောသရိဂုံဘပါနှစ်ခုစလုံးယုတ်တိကောင်းသည်ကြီးတာဖြစ်ပါတယ်တိဂုံဘသရိဂုံဘတိဂုံဘတရားတွေဟာဖြည်းဖြည်းချင်းဝတ္တိစ္ဆာနုပုပ္ပဝါစာသိလိကြသဘောအဖြစ်တိဂုံတကုံအစစ်စစ်အတန်နဲ့ရေးထုံးမှာပြောင်းလဲပြီးတော့ဒီလိုဆင်းသက်ရာကနေတကုံဖြစ်လာခဲ့ပါတယ်တကုံမျိုးအမည်နဲ့ဆက်လင်း၍ဗုဒ္ဓသာသနိကပထဝီဝင်ကျမ်းမှာပါဠိဘာသာကိုအရင်ပြု၍မကြံပဲမွန်ဘာသာကိုအရင်ပြု၍ကြံစည်ထားတာတွေ့ရပြန်ပါတယ်တကုံသည်မွန်ဘာသာလကုံမှလာကြောင်းလကုံသည်ရကုံနှင့်တူကြောင်းတောမြိုင်ဟုအဓိပ္ပာယ်ရကြောင်းကြံစည်ထားပါတယ်တိကုံဘမှာလဲတရိသည်၃ခုတရိကုံဘမှာလဲတရိသည်၃ခုကုံသည်ကျုံနှင့်အနက်တူဖြစ်၍မြေချောင်းလို့အဓိပ္ပာယ်ရကြောင်းဘအရာကတော့ပေါင်းစုံခြင်းကိုယူ၍မြေ၃ခုစုံရာတောမြိန်မှာတည်တဲ့မျိုးလို့အဓိပ္ပာယ်ရကြောင်းဖွင့်ဆိုထားပါတယ်လကုံမှရကုံမှတကုံဖြစ်လာကြောင်းဖြင့်မွန်ဘာသာကိုအရင်ခံ၍ရန်ကုန်မြို့၏အမိကိုတောင်ပေါက်ဆရာတော်ဘုရားကြီးကြံစည်တော်မူခဲ့ပါတယ်ပါဠိနှင့်မွန်ဘာသာတို့ကိုအရင်ခံ၍ပညာရှိတို့ကြံစည်ကြရတဲ့ရန်ကုန်မြို့တော်၏အမည်နှင့်ရွှေတကုံဇီရီတော်တို့၏အမည်များဟာတိဂုံဘတရိဂုံဘမှဆင်းသက်ပြောင်းလဲလာကြောင်းသဘောထားချင်းတိုက်ဆိုင်ညီညွတ်ကြသည်ကိုတွေ့ရ၍ဝမ်းသာဖွယ်ကောင်းလာပါလေဝန်ကြီးပရိသရာဇာရဲ့ရွှေတကုံသမိုင်းဧကပိုက်ယထုမှာဝန်ကြီးကသင်္ဂုတ္တရကုံလှမြတ်စွာအမိမှန်မူတတ္တဘုံမိဘူရိဓတ္တပောက္ခရဝတိတိဟယာဇာတံဘာဂုတ္တတိဂုံဘဟုတတ္တနာမံကပိခံဤဟုခေအဆက်ဆက်အခြေအနေမျိုး
ပြောင်းလဲမှုကြောင့်သင်္ကုတ္တရကုန်းမှာအမီး9မျိုးပြောင်းလဲခဲ့ဘူးကြောင်းပြဆိုထားပါတယ်ပြီးတော့ဝဉ္ကြီးပရိသရာဇာကသင်္ကုတ္တရတကုံကုန်းတော်ကိုအရက်၄မျက်နှာမှာကုန်းငယ်အရန်69ခုမြို့၄မြို့မြစ်40လုံးဖြင့်ချမ်းရံလျက်ရှိကြောင်းကိုလည်းကုန်းရံ69ခုသွယ်ဖြင့်ရှေ့ဝယ်မျက်နှာဓမ္မပူရတောင်ရကမူဒိညပူရနောက်မျက်နှာဝယ်ဝိဇယာပူရဥတ္တရဒိတာမြောက်ရမှာကဩကလာပမြို့၄ဝဒီလို့ဆက်ဆိုခဲ့ပါတယ်ဝဉ္ကြီးပရိသရာဇာရဲ့မိတ်ဆွေချက်ကဥက္ကလာပမြို့ဟောင်းနေရာကိုခြေရာခန့်နိုင်ပြီဖြစ်ပါတယ်ဥက္ကလာပမင်းကြီးရဲ့ဥက္ကလာပမြို့ဟောင်းသည်သင်္ကုတ္တရကုန်းရဲ့မြောက်ဘက်စင်ကြီးလျောတောင်ကြီးအဆုံးဒေဂူယမတောင်တန်းကြီးတောင်ဘက်စင်ကြီးလျောတောင်ကြီးအဆုံးမင်္ဂလာတုံနှင့်မော်ဘီလေတဝန်းကျင်ဒေသတခွင်ဖြစ်လောက်တယ်လို့ခန့်မှန်းနိုင်ပါတယ်ပညာရှိတချို့ကတော့ဂျိုးပြူဒေသတခွင်မှာဥက္ကလာပမြို့ဟောင်းရာရှိတယ်လို့မြေအောက်ကတူးဖော်ရရှိတဲ့ရှေးဟောင်းပစ္စည်းများကိုထောက်ထားပြုပြီးဆိုကြပါတယ်မုံရွေးဇေရွန်ဆရာတော်ဘုရားကြီးရဲ့သမန္တဒီပနီသမန္တစက္ခုဒီပနီကျမ်းကြီးတဲ့လေးဓာတ်ဆရာတော်ဘုရားကြီးရဲ့ဆွေစုံကျော်ထင်ကျမ်းတို့မှာလည်းဥက္ကလာပမြို့ဟောင်းကိုသင်္ကုတ္တရကုန်းတော်၏မြောက်ဘက်မှာရှိကြောင်းဖော်ပြတော်မူခဲ့ကြပါတယ်ရသော်ဘုရား၏ဆံတော်များကိုပင့်ဆောင်ခဲ့ကြတာဥက္ကလာပမှာဇေဒီတည်ခဲ့ကြတဲ့ကုန်းသိန်းကြီးတော်တို့ဟာနှုံသောအခါမြတ်စွာဘုရားရှိရာသာဝတိပြည်မွန်ဇေရုံကျောင်းတော်သို့တွားရောက်ကြကဘုရားရှင်ကိုဖူးမြင်တရားတော်၌ယဟန်ပြုကြပါတယ်။နောင်တော်တဖုတ်သားဟာသောတာပန်တီးပြီးတော့ညီတော်ဗန္လိကာမှာယဟန်တာဖြစ်တော်မူပါတယ်။ထိုညီနောင်နှစ်ယောက်တို့တရဏဂုံဥဧတတဲ့ဘွဲ့ကိုသာဝတိပြည်မွန်ဇေရုံကျောင်းတိုင်မှာပင်ရရှာပါတယ်။ပရိဘောဂဇေဒီ3ပါးနှင့်သာရိတိကဇေဒီ1ပါးဇေဒီ2မျိုးတို့ကင်းဝရာရွှေတကုံဇေဒီတော်မြတ်ကြီးမှာပထမဘုရားဒါယကဥက္ကလာပမင်းကြီးမှာစ၍ဥက္ကလာပမင်းဆက်ပေါင်း32ဆက်တို့ဆက်လက်ကိုးကွယ်စောင့်ရှောက်ထိမ့်သိမ့်ပူဇော်ခဲ့ကြပါတယ်ဥက္ကလာပမင်းဆက်ပြတ်သွားတဲ့အခါကိုးကွယ်သူပူဇော်သူစောင့်ရှောက်သူပြုပြင်ထိမ့်သိမ့်သူမရှိဘဲနှစ်ပေါင်းများစွာညိုညိုမိမ့်မိမ့်နဲ့မြတ်စွာဘုရားကိုရောမြတ်ကြီးရွှေတကုံဇေဒီတော်ကြီးဟာတိခံသတင်းသုံးတော်မူခဲ့ရပါတယ်။သာသနာနှစ်236ခုနှစ်မှာပါတလီပုပြည်ရှင်ဘယင်သီရိဓမ္မအသောကမင်းတရားလက်ထက်အရှင်သောနာနဲ့အရှင်ဥဒ္ဒရခေါင်းဆောင်တဲ့သာသနာ့ပုဂ္ဂိုလ်များသူဓမ္မပူရခေါ်တဲ့သထုံပြည်သို့ကြွားရောက်တော်မူလာကြရာအဲ့ဒီချိန်မှလည်းအမိတူဖြစ်တဲ့သထုံဘယင်သီရိဓမ္မအသောကမင်းကဘုရားရှင်ဤဓာတ်တော်မွေတော်များကိုကိုးကွယ်ပူဇော်လိုကြောင်းသာသနာပြုအရှင်မြတ်နှစ်ပါးကိုတောင်းပန်လျှောက်ထားသည့်အခါသာသနာပြုအရှင်မြတ်နှစ်ပါးဖြစ်တော်မူကြတဲ့သောနာဥဒ္ဒရမထေရမြတ်တို့ကသစ်ပင်ခြုံရွယ်များပိတ်ဖုံးနေတဲ့ရွှေတကုံဇေဒီတော်ကိုညွန်ပြတော်မူကြမှာဇေဒီနှင့်ဇေဒီအိမ်တို့ကိုပြုပြင်မွမ်းမံကိုးကွယ်ခဲ့ကြပါလေမောမြန်မာကြောက်စာများအရာသာသနာနှစ်236ခုနှစ်မှာရွှေတကုံဇေဒီကိုမွမ်းမံပြင်ဆင်သူမှာတထုံဘယင်တိရိဓမ္မသောကမင်းပင်ဖြစ်ပါတယ်ခရစ်နှစ်900စုမှာသေခိတ္တရာဘယင်တို့တပေါင်းမင်းကြီးသည်၎င်းခရစ်နှစ်1000ကျော်မှာပကံဘယင်အနောထာမင်းကြီးသည်၎င်းရွှေတကုံဇေဒီတော်ကိုတက်ရောက်ကြီးညိုပူဇော်ခဲ့ကြပါတယ်ထိုမင်းနှစ်ပါးလုံးပင်စံတော်များကိုတူးဖော်ပင့်ယူဖို့ကြိုးစားခဲ့ကြပါသေးတယ်လေပြင်းမုန်တိုင်းများကြာရောက်လာသဖြင့်လက်လျော့ခဲ့ရကြောင်းမှတ်တမ်းများကဖော်ပြပါတယ်ဥက္ကလာပမင်းဆက်ပထုံမင်းဆက်တိခိတ္တရာမင်းဆက်ပကံမင်းဆက်များလွန်ပြီးသည့်နောက်နှစ်ပေါင်းများစွာဟောင်းနှွမ်းပြည့်စည်၍ခြုံနွယ်သစ်ပင်တို့အောက်ရောက်နေတဲ့ရွှေတကုံဇေဒီတော်ကိုခရစ်နှစ်1382ခုနှစ်မှာဟန္တာဝရီဘယင်ဘင်းညာဦးကပထမဆုံးပြင်ဆင်ခဲ့ပါလေဘုရားဇေဒီတော်အမြင့်အတောင်44အတိုင်းပင်ထပ်မံမွမ်းမံပြင်ဆင်တိဆောက်ခဲ့ပါခရစ်နှစ်1436ခုနှစ်မှာငလျင်လှုပ်
ခေါင်းလောင်းတော်အထိပြိုကျမြေခတ်ရာမုံမင်းများဖြစ်ကြတဲ့ပညာယံပညာဘရူပညာကင်းတော်နဲ့ဘယမကြီးရှင်စောပုတို့အဆက်ဆက်ပြင်ဆင်မွမ်းမံခဲ့ရစေတီတော်ကြီးမှာညံတော်302ပေအထိမြင့်တက်လာခဲ့ပါတယ်1486ခုနှစ်မှာရာဇဒိရိ၏သမီးဘယမကြီးရှင်စောပုနဲ့ဓမ္မစေရီမင်းတို့ကစေတီတော်ကြီးကိုအကြီးကျယ်မွမ်းမံပြင်ဆင်ခဲ့ကြပါတယ်1564ခုနှစ်မှာဘယင်းတော်မင်းကြီးလက်ထက်ငလျင်ကြီးစွာလှုပ်၍ပြိုကျသည်ကို1582ခုနှစ်မှာဘယင်းတော်မင်းတရားကြီးကပြင်ဆင်ပြီးထီတော်အသစ်ကိုတင်လှူခဲ့ပါတယ်1582ခုနှစ်မှာငါဇူဒါယကနန္ဒဘယင်းလက်ထက်မာလန်ထီတော်အသစ်တင်လှူခဲ့ပါတယ်1608ခုနှစ်မှာလည်းငလျင်ကြောင့်ပြည့်စည်သည်ကို1610မှာတန်ဃာတော်များဥစည်း၍ပြည်သူအများစုပေါင်းပြင်းစင်ထီတော်သစ်ကိုတင်လှူခဲ့ကြပြန်ပါလေ1619ခုနှစ်တွင်အနောက်ဖက်လုံမင်းကြီးလက်ထက်ထီတော်သစ်တစ်ကြိမ်တင်လှူခဲ့ပြန်ပါလေ1620ခုနှစ်မှာလည်းငလျင်လှုပ်၍ဇီရီတော်အထက်ပိုင်းပြိုကျတာ1622ခုနှစ်တွင်အနောက်ဘက်လိုမင်းကြီးပင်ပြုပြင်ထီးသည့်တင်လှူခဲ့ပြန်ပါလေ1644ခုနှစ်မှာငလျင်လှုပ်၍ပြိုကျပြန်သည်ကိုသာလုံမင်းကြီးကပြင်ဆင်ထီးတော်သည့်တင်လှူခဲ့ပြန်ပါလေ1652ခုနှစ်မှာငလျင်လှုပ်၍ပြိုကျပျက်စီးသည်ကိုပင်တလဲမင်းကပြင်ဆင်ထီးတော်သည့်တပံတင်လှူခဲ့ပြန်ပါလေ1662ခုနှစ်မှာငလျင်လှုပ်ပြန်၍ထီတော်မြေခပြန်သည်ကိုပြည်မင်းကပြင်ဆင်၍ထီသည့်တပံတင်လှူခဲ့ပြန်ပါလေ1664ခုနှစ်မှာငလျင်လှုပ်၍ထီတော်မြေခပြိုကျပျက်စီးသည်ကို1668ခုနှစ်မှာပြည်မင်းကပင်ပြင်ဆင်မွမ်းမံပြီးထီသည့်တပံတင်လှူခဲ့ပြန်ပါလေမြန်မာနိုင်ငံရဲ့သမိုင်းခေတ်အသစ်တစ်ခုကိုတီထောင်ဖန်ဆင်းတော်မူသောလောင်းဖျားဥအောင်စေရဟာအမင်းမင်းတို့ဖြင့်အစိတ်စိတ်ဖြစ်နေသောမြန်မာနိုင်ငံတော်ကိုတခုရီတပေါင်းဒီဖြစ်အောင်စီယုံသိမ့်သွင်းပေါင်းစုသည့်အခါတိုက်ခိုက်စီယုံရင်အောက်ပြည်သို့ဆုံဆင်းခဲ့ရာခရစ်နှစ်1955ခုနှစ်မှာဒဂုံမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ပြိုင်ဆိုင်တိုက်ခိုက်တဲ့ရန်သူတွေအကျွမ်းမရှိရန်သူအလုံးကုံသောနမိတ်ဖြင့်ဒဂုံမြို့ဟောင်းကိုရန်ကုန်မြို့သစ်ဟုသမုတ်တော်မူ၍ရွှေဒဂုံစီတီတော်ကိုတက်ရောက်ဖူးမြော်ကြီးညိုခဲ့ပါတယ်။ဆရာတော်ဆောင်ကျောင်းပြတ်သားများဆောက်လို့လူရန်ခဲ့ပါတယ်။အလောင်းမင်းကြီးဦးအောင်စီရဟာပသိမ်ဒလမုဒ္ဓမဟန္တာဝရီတန်လျင်ဒဂုံတောင်ကိုစသည်မြို့များအလုံးသိမ်ယုံစုစည်းတစ်ခုတည်ဆောက်ခဲ့ပြီးရွှေဒဂုံစီတီတော်ကြီးကိုဆရာတော်ဆောင်ပြတ်သားကျောင်းတို့ဖြင့်တန်းစာဆင်းလှူဒန်းပူဇော်ခဲ့ကြောင်းဒဂုံမြို့ဟောင်းကိုရန်ကုန်မြို့သစ်ဟုသမုတ်၍တည်ဆောက်ခဲ့ကြောင်းကိုစိန့်တကြောသူဦးဩကသူဤရန်ကုန်မြို့ဘွဲ့ယရုပိုက်ဆုံမှာတန်လျင်ဟန်သာသုံးဒီကပင်နာမရင်းဖြုတ်မှဲ့သမုတ်၍ကျုံထုပတ်ရမြို့သစ်ထူးဆန်းအောင်နန်းစိုက်တီစံခဲ့သည်နှင့်နှစ်ရှိမကြာခုတခါလျင်တောင်းညာနောက်ယွန်းဟိုင်းကြီးကျွန်းလေးနေမွန်းသည်တဲ့ထွာရပြည့်ဤဖိုမဲ့ရည်ရွယ်ဆန်းတော်ဝယ်လီလေးသွဲမုတ်တမှန်လျိုးလျက်နှင့်ဇရလေးမွာသူတော်မကိုခေါ်သာဒူပွဲစီဆေးစေသာရိုးရဲ့နီတို့ကတိဆွတ်တို့နတ်ပင်ထက်ဆေးစားတဲ့ဤကနဲ့စိုက်ထောင်းနန်းဆောင်ဆောင်ဝဲတောင်မိဖုရားသမီးသားနှင့်ထံဘညွတ်တို့ရန်ဝုံအုပ်သည်စသည်ဖြင့်ဖွဲ့ဆိုမှတ်တမ်းတင်ခဲ့ပါလေမြတ်စွာဘုရားရှင်ကိုရောမြတ်ပြိဋိဘံဆန်းလွန်တော်မူပြီးသည့်နောက်3လအကြာပထမသင်္ဃာယနာတင်ပွဲကိုဆင်နွှဲဖို့ပြင်ဆင်၍နေစဉ်
မကရတိုင်ရာဇကြိုမြို့မှာဇာတသမင်းတရားကြီးကိုသာသနာဒါယကဖြစ်သည့်ဇာတသမင်းတရားကြီးကိုတန်ခါအုပ်ဆောင်ရှင်မာကတ္တဗမထေသူမြတ်ကခန္ဓာဖုံလပတိသင်္ခရဏံတပ္ပဗုဒ္ဓဟိဝဏိတံဟောင်းနွမ်းသည်ကျိုးပဲ့ပျက်စီးသည်ကိုပြင်ဆင်သည့်လုပ်ငန်းကိုဘုရားအစုစုရှင်းမွန်းတော်မူ၏ဟုမိန့်တော်မူ၍ရာဇကြိုဝန်းကျင်ကကျောင်းတိုက်ပေါင်း18ရပ်ကိုပြင်ဆင်ဖို့ရန်လမ်းညွှန်တော်မူခဲ့ပါတယ်ယခုလည်းပဲအလောင်းဘုရားရဲ့နောက်ရွှေတကုံဇီးတီတော်ကိုဆက်လက်၍မောမှန်ပြင်ဆင်သည့်ကောင်းမှုရှင်မှာ1963ခုနှစ်မှာနန်းတက်တဲ့အင်းဝဆင်ပြူရှင်မင်းတရားကြီးဖြစ်ပါတယ်1968ခုနှစ်တွင်ငလျင်ပြင်းစွာလှုပ်သဖြင့်ဇီရီတော်ကြီးမှာပထမဖောင်းရည်အထိပြိုကျခဲ့ပါတယ်ပြည့်စရာပန်းတင်းကုန်းကိုပါပြုပြင်ခဲ့ရာမူလပန်းတင်းကုန်းအောက်တွင်စတူယန်သန်တောင်900ဖွင့်ပြီးတိုးချက်ပြင်ဆင်ရပါတယ်အောက်ခြေပြည့်စရာကိုချက်ထွင်ခြင်းဖြင့်အမြင့်အရက်ကုန်လီအချိုးကျမြင့်တင်ခဲ့ရပါတယ်မင်းကြီးဟာမိမိကိုယ်လေးခြင်းနဲ့ညီမျှတဲ့ရွှေ48ပိဿာနှင့်35ကျပ်သားရွှေကိုလေးကိုမြက်ပန်းခတ်ပြီးခြေတော်ရင်းမှဆက်သွားဖို့အတိတတ်လှူပူဇော်ခဲ့ပါတယ်အခြားခြားလည်းများပြားစွာသောလှူပွဲပူဇော်ပွဲတို့ဖြင့်ပူဇော်လှူဒန်းခဲ့ကြောင်းကိုကုန်းပေါင်ဆက်မဟာယာဇဝင်ကြီးမှာအကျယ်တွင်အသေးစိတ်ဖော်ပြထားပါတယ်ဇီရီတော်ကိုပြင်ဆင်သည့်လုပ်ငန်းသည်6နှစ်မြတ်ကြာခဲ့ပြီးခရစ်နှစ်1985ခုနှစ်မတ်လ15ရက်ကောဇာတေဂရိ1136ခုတပေါင်းလဆန်း15ရက်မှတီးတော်တင်လူပြီးကြောင်းကိုမဟာယာဇဝင်ကြီးမှာဖော်ပြထားပါတယ်စင်ပြူရှင်ရဲ့သားတော်စင်ကူးမင်းရဲ့ရွှေနာတော်သွင်းပလိတ်စာအေးခြင်းမှာတကုံဆန်ရှင်အသစ်ပြင်းဟုရွှေစင်ထီးချက်တရားဆက်ကရွှေဆက်ဖြန့်ချီနတ်ပေါင်းညီ၍ရွှေနီဖလံပစွန်ခံဖြင့်မွန်မှန်ပြင်ဆင်ရွှေတီတင်သည်စသည်ဖြင့်အင်းဝစင်ပြူရှင်မင်းရာကြီးရဲ့ကောင်းမှုတော်ကိုတရားကူး၍ပူဇော်ခဲ့လေသလားဟုဖွဲ့ဆိုပူဇော်ခဲ့ပါတယ်စကိုင်းမင်းလက်ထက်1824ခုနှစ်မှာဖြစ်ပွားတဲ့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲဗကံမင်းလက်ထက်1852ခုနှစ်မှာဖြစ်ပွားတဲ့ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲများမှာအင်္ဂလိပ်စစ်တပ်များဟာမြမဗုဒ္ဓဘာသာဝင်တို့၏အထွတ်အမြတ်ထားရာမြမဗုဒ္ဓဘာသာဝင်တို့၏အသင်းနှလုံးပြည့်တဲ့ရွှေတကုံဇီရီတီယာသင်္ကုတ္တရကုန်းတော်ပေါ်တက်ကသိမ့်ပိတ်တတ်ဆွဲခဲ့ကြပါတယ်အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကင်မဲနဲ့မြမစစ်ဗိုလ်ချုပ်မဟာဗန္ဓုလမင်းကြီးမဟာမင်းလရာဇာတို့ဦးစီးတဲ့ရွှေတကုံတိုက်ပွဲဟာအလုံးအံ့ဩဖွယ်ကောင်းပါတယ်အလုံးလဲစိတ်ဝင်စားဖွယ်ကောင်းပါတယ်အင်္ဂလိပ်မြန်မာတို့သည်1826ခုနှစ်မှာစစ်ပြေးချင်းစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်အဲဒီနောက်မှာအင်္ဂလိပ်တို့ကရွှေတကုံဇီရီတော်ကိုမြမတပ်မတော်အားပြန်လီလွှဲအပ်ပေးခဲ့ရပါတယ်ရွှေတကုံဇီရီတော်ကိုအင်္ဂလိပ်လက်မှမင်းကြီးမဟာမင်းလရာဇာကအခမ်းအနားဖြင့်လက်ခံရယူခဲ့ပါတယ်အင်္ဂလိပ်စစ်တပ်ပြန်ဆုတ်ခွာပြီးတဲ့အခါမင်းကြီးမဟာမင်းလမင်းကောင်ဦးစီးတဲ့မြမတပ်ကရွှေတကုံဇီရီတော်ကိုဝင်ရောက်တက်ဆွဲပြီးတော့နေရာယူကသိမ့်ပိုက်စောင့်ရှောက်ခဲ့ကြပါတယ်1852ခုနှစ်မှာဖြစ်ပွားတဲ့ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲမှာလဲအင်္ဂလိပ်တပ်ကိုဗိုလ်ချုပ်ဂေါ်ရင်ကဦးစီးပြီးမြန်မာတပ်ကိုဗိုလ်ချုပ်ဒရိုးမင်းကြီးမဟာမင်းလမင်းကောင်ရောဆိုတဲ့စစ်ဦးစီးမှုကြီးကဦးစီးတက်ခိုက်ပါတယ်မြန်မာတပ်ကရွှေတကုံဘောကခိုင်မာတပ်ဆွေခုခံတက်ခိုက်တယ်အင်္ဂလိပ်တွေကအမြောက်လက်နဲ့ကြီးများနဲ့အလုံးကျူးပြစ်ခတ်တက်ခိုက်ကြတယ်ဇီရီတော်ကြီးကုန်းတော်ဘောကြီးအဆောက်အဦများမှာပျက်စီးမိလောင်ခါရပါတယ်မြန်မာတွေအရေးနဲ့ဆုတ်ခွာသွားတဲ့ကအင်္ဂလိပ်တပ်ကရွှေတကုံကိုသိမ့်ပိုက်ပြီးတက်ဆွဲကရွှေတကုံဇီရီတော်ကြီးနဲ့အခြားဇီရီရန်ဇီရီငယ်များအားလုံးကိုဖောက်ထွင်းဖြစ်စီရတနာများကိုယူကြပါတယ်ရွှေတကုံဇီရီတော်ကုန်းတော်ပေါ်မှာသူတို့ကြဆုံးတဲ့အင်္ဂလိပ်စစ်သားတွေရဲ့ရုပ်လောင်းတွေကို
ရွှေတကုံစီတော်ရဲ့တနင်္ဂနွေတောက်ကုန်းတော်ပေါ်မှာသင်္ကြန်လုပ်ပြီးတော့မြုပ်နှံခဲ့ကြတယ်ရွှေတကုံစီတော်အနောက်ဘက်မုတ်တစ်ခုလုံးကိုပိတ်ဆို့ပြီးတော့သူတို့အင်္ဂလိပ်စစ်တပ်ကြီးကိုတပ်ဆွဲထားခဲ့ကြတယ်အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကင်ဘဲနဲ့ဗိုလ်ချုပ်ဖရေဇာတို့ဟာစီရီတော်ကြီးရဲ့ဝမ်းပိုက်တော်တွင်ပေးတရားမျှနဲ့အောင်ဖောက်ထွင်းတူးဖော်ပြီးဖိုးတံရတနာတွေကိုရှာဖွေထုတ်ယူခဲ့ကြပါတယ်အဲဒီလိုအင်္ဂလိပ်စစ်ဗိုလ်စစ်သားတို့ရွှေတကုံစီရီတော်ကိုစီးမဲ့ကမ်းမဲ့ဖျက်ဆီးဖောက်ထွင်းနေကြသည်ကိုရန်ကုန်ရှိမြန်မာတို့မခံမရနိုင်ဖြစ်ပြီးလှုပ်လှုပ်ရှားရှားဖြစ်လာကြတဲ့အခါကြမှာရန်ကုန်ဘယင်ကန်ဒလဟိုစီကတားစီပေးခဲ့ပြီးစီရီတော်ကြီးကိုမြန်မာတို့ကြည်နပ်အောင်ထိမ့်သိမ်းစောင့်ရှောက်ဖို့မြမဘုရားလူကြီးတဦးကိုခံထားတာဝန်ပေးခဲ့ပါတယ်ရွှေတကုံစီရီတော်ကိုပထမဆုံးထိမ့်သိမ်းစောင့်ရှောက်ရတဲ့ဂောဘကလူကြီးမှာဦးထော်လေးဖြစ်ပါတယ်ဦးထော်လေးဆိုတာ1986ခုနှစ်မှာပဲကူးမြို့၌ဖွားမြင်တယ်ဘာကြီးတော်ခေါ်စကိုင်းမင်းလက်ထက်မင်းကျော်တိဟသူဘွဲ့ရ၍ဒလမြို့ဝင်ရာထူးဖြင့်မုတ်ကျွန်းကိုအပိုင်စားရပါတယ်လွန်သောအခါအင်္ဂလိပ်စစ်ဝန်ထမ်းဖြစ်ခဲ့ပြီးမော်လမြိုင်နဲ့ကြက်ခမီကိုအုပ်ချုပ်ရနေရတဲ့စစ်ကဲတော်ကြီးဖြစ်လာပါတယ်အင်္ဂလိပ်အစိုးရကဥထော်လေးကိုတာဝန်ပေး၍ရွှေတကုံစီရီတော်ကိုပြုပြင်စောင့်ရှောက်စေပါတယ်စစ်ကဲကြီးဥထော်လေးဟာကျောင်းတကာကြီးဥလူးနဲ့တိုင်ပင်၍ပြည်သူပြည်သားများ၏အကူအညီအလှူဒါနအဖြစ်အလုံးစုံမွမ်းမံပြင်ဆင်ခဲ့ပါတယ်ခရစ်နှစ်1855ခုနှစ်မြန်မာနှစ်1216ခုနှစ်တပေါင်းလာဆန်12ရက်နေ့မှာပထမဆုံးသောမြန်မာဂောဘကလူကြီးဥထော်လေးကပထမဆုံးသောမြန်မာပြည်သူတို့၏စုပေါင်းမွမ်းမံပြုပြင်သည့်ထီးတော်ကြီးကိုတင်လှူခဲ့ပါတယ်ဥထော်လေးဥလူးနဲ့ဥအောင်ရွှေတို့ရွှေတကုံစီရီတော်ကိုပြင်ဆင်အပြီးထီးတော်တဲ့တင်ပြီးစီရီတော်ကြီးမှာအောက်ဆုံးပစ္စယပလင်မှငပြောဘူးအထီး118တောင်ထီးတော်အမြင့်26တောင်14လက်မှပလင်အောက်ခုံမှစိန်ဘူးတော်အဖျားအထိ48တောင်5လက်မှရှိခဲ့တယ်လို့ဆိုပါတယ်အယံစီရီ64စုအခြားစီရီ90ကျော်ရုပ်ပွားဆင်းလူပေါင်း900ကျော်တို့ကိုအားလုံးပြုပြင်ခဲ့ရပါတယ်ဤသို့လေအင်္ဂလိပ်တို့ဖြစ်စည်းခဲ့ခြင်းကြောင့်တနည်းစစ်ဖေးစစ်တာကြောင့်မရှုမလပျက်စီးခဲ့ရတဲ့လေးစုဓာတ်ပုံရွှေတကုံစီရီတော်ကြီးမှာဥထော်လေးနဲ့မြန်မာပြည်သူတို့၏စေရနာဟုံတရားဟုံကြောင့်အင်္ဂလိပ်တို့နှိမ့်ဆက်သည့်ဒဏ်ရာတန်ခြင်းများကွယ်ပြောက်ပြီးပဂရိရုပ်သွင်းသောအတိုင်းတပ်ပဲစွာဖူးမြင်ခြင်းသို့ပြန်လီရောက်ရှိလာခဲ့ပါလေဥထော်လေးဟာရွှေတကုံစီရီတော်ကိုမွမ်းမံပြင်ဆင်သုတ်တင်ရာ၌ရန်ကုန်ရှိမြန်မာတို့၏အပြင်းအထန်လှုံ့ဆော်တောင်းဆိုမှုကိုအခြေခံ၍ရွှေတကုံစီရီတော်ရင်မြင်တနင်္ဂနွေတောင်းကအင်္ဂလိပ်စစ်သင်္ချိုင်းကိုဖယ်ရှားသုတ်တင်ခဲ့ရပါတယ်ရွှေတကုံစီရီတော်ကြီးနှစ်ပေါင်း2400ကျော်ခရီးမှာပထမဆုံးသောအယက်သားလူကြီးအယက်သားဘုရားလူကြီးဥထော်လေးဟာ1869ခုအသက်63နှစ်တွင်ကွယ်လွန်ခဲ့ပါဥထော်လေးမရှိသည့်အခါအင်္ဂလိပ်လက်အောက်ရောက်နေကြတဲ့ရန်ကုန်မြို့သူမြို့သားများဟာရွှေတကုံစီရီတော်ကြီးကိုထီတော်သစ်တင်ရန်ဆွေးနွေးတိုင်ပင်ကြပြန်ပါလေ1985ခုနှစ်ကစင်ပြူရှင်မင်းတရားတင်လူခဲ့တဲ့ထီတော်ကြီးမှာနှစ်ပေါင်း95နှစ်မြတ်သက်တမ်းကြာ၍အိုမင်းရင်းရော်ခဲ့ပြီအဲဒါကြောင့်အလေတော်ရဆရာတော်ဘုရားကြီးဥပြားနဲ့ရန်ကုန်မြို့ပစိုးတန်းရမှနေတဲ့ကျောင်းတကာကြီးဦးထွန်းအောင်တို့ခေါင်းဆောင်ပြီးဂုံသေးရှိလူကြီးများအဖွဲ့ကထီတော်သစ်ကိုတင်လူရန်တိုင်ပင်ညှိနှိုင်းပြင်ဆင်ခဲ့ကြပါတယ်အဲဒီဂောဘကအဖွဲ့ဟာလူတော်ငွေကောက်ခံတဲ့အခါမှာငွေကျပ်3000ကျော်ရရှိတဲ့အတွက်ငွေကျပ်3000ဖြင့်မလုံလောက်အင်အားမမျှကြီးမားလာတဲ့တာဝန်ကြီးအတွက်ရှင်ဘရင်ပါမမင်းပါမဖြစ်မည်ဟုဆုံးဖြတ်ကြကမေတ္တာရက်ခံစာရေးပြီးတော့ထက်မြန်မာနိုင်ငံမင်းတုံးမင်းတရားကြီးထံဥထွန်းအောင်ကိုပင်ဆီလွှတ်အလှခံစာဆက်သွင်းကြပါတယ်မင်းတုံးမင်းတရားကြီးဟာလည်းဝမ်းမြောက်စွာလက်ခံပြီးစင်ဘူးတော်ဆတ်ဘူးတော်ငမြနာတော်ရွှေထီတော်တို့ကိုနဝရ9သွဲစီချေမွန်မှန်ပြုလို့စီ၍ရန်ကုန်မြို့သို့ပို့လိုက်ပါတယ်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး
တောင်ပိုင်းမြောက်ပိုင်းနှစ်ပိုင်းကွဲခဲ့ပြီးတပြည်တဲ့နှမင်းအုပ်ချုပ်ခြင်းခံရတဲ့မြန်မာပြည်မှာမြန်မာတို့ရဲ့အသည်းနှလုံးပြည့်သည့်ရွှေတကုံသည်မြန်မာမင်းတို့နယ်မြေမှာမဟုတ်ပဲအင်္ဂလိပ်တို့နယ်မြေမှာဖြစ်နေခဲ့တဲ့အတွက်ဒီတော်ဒါယကာပြစ္စမသင်္ကာယနာတင်မင်းတုံမင်းရကြီးကလည်းအင်္ဂလိပ်တို့နယ်မြေတို့လာရောက်ခြင်းကအလိုတော်မရှိခဲ့ပြီအင်္ဂလိပ်တွေကလည်းသူတို့နယ်မြေကိုမြန်မာမင်းကြီးကြွရောက်ပြီးထီတော်တင်ပွဲနှင့်ရောလျက်ပြည်သူလူထုလှုပ်ရှားအောင်ကြမှုတစ်ခုခုဖြစ်မည်ကိုစိုးရိမ်ခဲ့ပါတယ်တို့ဖြစ်ခြင်းကြောင့်ထီတော်ဒါယကာမင်းတုံမင်းတရားကြီးကလည်းထီတော်ကိုယ်တိုင်လီမတင်ရပဲရွှေတကုံဖျားပေါ်မှာလီရေစက်မချရပဲမန္တလေးရွှေနန်းတော်တွင်မှာပဲထီတော်ကိုရေစက်ချလှူဒန်းမန္တလေးမြို့မှာရန်ကုန်မြို့သို့ကိုယ်စလဲလွှတ်၍တင်းလူပူဇော်စေခဲ့ပါတယ်ရွှေထီတော်ကြီးကိုရန်ကုန်မြို့သို့သယ်ဆောင်ရ၌ပုပ္ပမြို့သားမင်းကြီးမဟာမင်းကျော်မင်းတင်ကိုကောင်းဆောင်စေ၍စရေတော်ကြီးမင်းမဟာသီရိကျော်သူအသုံးစရေမင်းနေမျိုးသူရင်းရွှေရိုက်ဆိုးမင်းမင်းလမင်းတင်ရာဇာရွှေရိုက်စရေသင်္ခစီသူကျော်တို့ကိုကြီးကြပ်လိုက်ပါစေ၍ရေနန်းဆက်ကြာသင်္ဘောဖြင့်ရန်ကုန်မြို့သို့ပို့ဆောင်ခဲ့ပါတယ်1892ခုအောက်တိုဘာလ3ရက်နေ့မန္တလေးတန်လျဲမော်စိတ်ကမ်းမှထွက်ခွာခဲ့ရာအောက်တိုဘာ22ရက်နေ့မှာရန်ကုန်မြို့ရန်ပုံခွင်းစိတ်ကမ်းလို့ခေါ်တဲ့လမ်းမတော်စိတ်ကမ်းသို့ရောက်ရှိခဲ့ပါတယ်ရန်ကုန်မြို့သူမြို့သားတွေပျော်လွန်းလို့ကမ်းလုံးကျွတ်မြကြိုးဆိုခဲ့ကြပါတယ်ရွှေထီတော်ဘုံခနဲ့ဆင့်သတ္တဖူးငမြနာစိန်ဘူးတော်တို့ကိုမြို့လုံးကျွတ်ပွဲလန်းသပင်ခင်းချင်း၍တင်ကုတ်တရကုန်းတော်ဘုံသို့ပင့်ဆောင်ခဲ့ကြပါတယ်ဤတွင်တရာကောင်းရသည့်ရန်ကုန်မြို့သူမြို့သားမြန်မာမွန်ကရင်စားတဲ့တိုင်းရင်းသားအပေါင်းကရွှေငွေစိန်ကြောက်ဗရမယရတနာမျိုးစုံတို့ဖြင့်ပြည်တဲ့ဗတိလက်စွပ်လက်ဆွဲနှောင်းလက်ဝတ်တန်းစာတို့ကိုစေတီတော်ကြီးကလှူဒန်းသည်မှာမရေမတွက်နိုင်အောင်ရှိခဲ့ပါတယ်1892ခုနိုဝင်ဘာလ19ရက်နေ့မှာစင်ပြူရှင်မင်းကြီးလှူထားခဲ့တဲ့ရွှေထီတော်အဟောင်းကြီးကိုချမင်းတို့မင်းနေရာကြီးလှူသည့်ရွှေထီတော်သေးကြီးကိုစတင်းလှူပူဇော်ခဲ့ပါထီတော်သေးကြီးတူစဉ်ရင်ပြင်တစ်ခုလုံးပြားပန်းခတ်မြစီကားစွာတက်ရောက်ကြီးညိုကြတဲ့ရန်ကုန်မြို့သူမြို့သားလူအုပ်ကြီးကဝမ်းသာပီတိဂွမ်စီတိတို့ဖြစ်ကြကအောင်ပါလေတပြေပန်းနဲ့ရေချမ်းကိုလောင်ဘုံတော်ကြီးလိုသက်တော်ရှိဒို့တွေရေချမ်းအိုဟိရေလိုအေးတဲ့မြို့ရန်ကုန်တရားဘုံနဲ့ဒုမလဲဘူးထီတော်ပွဲမို့နှွဲပြော်ရှင်6ရွာနတ်ခွင်ရောက်လိမ့်မလွဲမကြဘူးတဲ့ဂုံတူးတွေသေသူကိုပင်တရသည်ပွဲလေးမွေမြန်းတဲ့နန္ဒကုံရတနာမျိုးစုံလှူလိုက်ကြစို့စသည်ဖြင့်တန်ကြတ်တွေတချင်းတွေတိဒတ်တွေရတုတွေအမျိုးမျိုးကြပြားမျိုးစုံတို့ဖြင့်ဖွဲ့ဆိုကားအဖွဲအနှဲ့မျိုးစုံတို့ဖြင့်တီကျူပူဇော်ခဲ့ကြပါတယ်ပစ္စမသင်္ကနာတင်မင်းတို့မင်းကြီးရဲ့ရွှေထီတော်ကြီးမှာဘုံ9ဆင့်ရှိပါတယ်ပထမဘုံမှာအဝ14ပေနှင့်9လက်မှအရက်3ပေနှင့်6လက်မှဒုတိယဘုံမှာအဝ10ပေနှင့်6လက်မှအရက်2ပေနှင့်9လက်မှတတိယဘုံမှာအဝ9ပေနှင့်6လက်မှအရက်2ပေနှင့်6လက်မှစတုတ္ထဘုံမှာအဝ6ပေနှင့်4ပိုင်း3ပိုင်းလက်မှအရက်2ပေပစ္စမဘုံမှာအဝ9ပေအရက်2ပေဆဋ္ဌမဘုံမှာအဝ4ပေ4ပိုင်း3ပိုင်းလက်မှအရက်1ပေ9လက်မှပတ္တမဘုံလို့ခေါ်တဲ့ထိတ်ဆုံးဘုံမှာအဝ3ပေနှင့်2ပိုင်း2ပိုင်းလက်မှအရက်2ပေနှင့်6လက်မှအသီးသီးရှိကြောင်းကိုကုန်းပေါင်းဆက်မဟာရာဇဝင်တော်ကြီးမှာမှတ်တမ်းတင်ထားပါတယ်ကြည်တော်ကြီးအရက်တော်မှာစိန်ဘူးတော်ထိတ်အထိညံတော်33ပေနဲ့6လက်မှရှိပါတယ်ထီတော်ကြီးမှာမင်းတို့မင်းကြီးဤကောင်းမှုတော်အဖြစ်ရွှေစင်200တပိတ်တာ29ကျပ်သားနဝရကျုံမြင့်ရတနာအလုံးပေါင်း36,410 တလုံးတို့ပါဝင်ပါတယ်ပြည်သူတို့ရန်ကုန်မြို့သူမြို့သားတို့
လှူကြတဲ့ယရနာများမှာမြောက်များစွာပါဝင်ခဲ့ပါတယ်မင်းနှင့်ပြည်သူကြီးပြူစွာလက်တွဲဆင်နွှဲခဲ့ကြသည့်စေတီရပူဇာပွဲကြီးမှာ1882ခုနိုဝင်ဘာလ26ရက်နေ့မှာရွှေထီတော်ကြီးဤငှက်မျက်နှာတော်စိန်ဘူးတော်အထိအစအဆုံးအလုံးစုံတင်လူပြည်စီအောင်မြင်ခဲ့ကြောင်းကိုကုန်းပေါင်းဆက်မဟာယာဇဝင်ကြီးမှာမှတ်တမ်းတင်ခဲ့ပါတယ်ရွှေတကုံစေတီတော်ကြီး၏သမိုင်းမှာမင်းတို့မင်းကြီးဤထီတော်တင်ပွဲသည်ထူးခြားမှုတရားဖြင့်မှတ်တမ်းတင်ခဲ့ရပါတယ်ထီတော်ကြီးကိုရန်ကုန်သို့ပို့တဲ့ကာလဟာအောက်မြန်မာပြည်တစ်ပိုင်းသူ့ကြုံဖြစ်ခဲ့ရပြီးနှစ်90ပြည့်လူကာလဖြစ်ပါတယ်မင်းတို့မင်းကြီးမန်းလေးရွှေမြို့တော်ကိုတီထောင်ဖန်ဆင်းရွှေနှန်းဆန်ခဲ့တာ14နှစ်မြတ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ကာလဖြစ်ပါတယ်မြန်မာတွေလွတ်လပ်ရေးဆုံးရှုံးခဲ့ရပြီးအစိုးရနှစ်ခုအောက်မှာတကွဲတပြားစီနေကြရတဲ့ကာလဖြစ်တော်လဲဘာသာရေးသာသနာရေးလူမျိုးရေးအစရှိတဲ့မြန်မာအရေးအရာမှာတင်ကြီးတညွတ်တီမကွဲမပြားတသားရီဆောင်ရွက်ကြခြင်းဖြစ်ပါတယ်ရန်ကုန်မြို့မှာရှိတဲ့အင်္ဂလိပ်အစိုးရဟာထီတော်တင်ပွဲကြီးကိုကြောင်းပြီးမြန်မာတို့စူပူလှုပ်ရှားမိကိုလေးဆိုရင်လည်းထဲအောက်မြန်မာတို့စီးလုံးမိမိကိုလည်းဆိုရင်ပါတယ်ဒါပေမဲ့မြန်မာမင်းတို့ဩဇာအာဏာသည်အင်္ဂလိပ်မင်းတို့နယ်မြေမှာရှိတဲ့မြန်မာတို့ရဲ့အပေါ်မှာအထူးပင်တက်ရောက်လျက်ရှိနေခဲ့ကြောင်းကိုအင်္ဂလိပ်တွေနောက်မှသိကြပါတယ်မင်းတို့မင်းကြီးအလှတော်ဖြင့်ထီတော်တဲ့တင်းလှူတပ်ပေတော်မူသောရွှေတကုံကိုကင်မင်းကြီးဦးကောင်းကရွှေတကုံပွဲတေးတပ်ဖြင့်ရေးစပူဇော်ပါတယ်လေနရီရေဒီမြပါတဲ့ဘွေမဟိမြေတိခမှာစီရီကနိတုံကေတိလှတရှိစုံတဲ့ရွှေတကုံမြဖြာမိယမိုက်ရေလျံစုံတဲ့မြေရန်ကုန်တိုင်းသူရှိထား6ရောင်ပွင့်ညီးထွေထွေမိရေလေးလော်ရှာအောက်မဆုံး6ပုံသားတိုင်ပညွတ်တော်လေးရဲ့ပူဇော်နေသောင်းထောင်အဝါမြတော်လဲပမာဏဘက်မလျောသိင်ခုံမြင့်ကုံပေါ်မှာရွှေဖုံးတော်ထိန်ထိန်ပပါလို့နေညရန်ခါမဟူလင်းပွဲလျံလူသုံးဘုံသူမှန်ကူငယ်တယံဘူးထိုစောရှင်လေးလို့ကင်းဦးမင်းကြီးကဆက်ဆိုးပူဇော်ခဲ့ပါတယ်1852ခုနှစ်ကရွှေတကုံစေတီတော်ကြီးနှင့်တကွအောက်မြန်မာပြည်တစ်ပိုင်းအင်္ဂလိပ်လက်အောက်ရောက်ရှိခဲ့ရပြီး1885ခုနှစ်မှာမန္တလေးမြို့အပါအဝင်မြန်မာတနိုင်ငံလုံးအင်္ဂလိပ်လက်အောက်လုံးလုံးကြာရောက်ခဲ့ပါတယ်မြန်မာတို့၏နောက်ဆုံးပြီးမင်းတို့မင်းကြီးသားတော်ဒီဘောမင်းသားမှာအင်္ဂလိပ်တို့ကနန်းချဖမ်းဆီးခေါ်ဆောင်သွားခဲ့ရန်ကုန်သို့အရောက်ရွှေတကုံစေတီတော်ကိုတက်ရောက်ဖူးမြော်ခွင့်မရခဲ့ပဲအိန္ဒိယပြည်ရတနာဂီရီသို့လိုက်ပါသွားခဲ့ရာသင်္ဘောဘောမာသာသူဖခင်ကောင်းမှုတော်ပြည်သည့်ရွှေရောင်တဝန်းဝန်းနဲ့စေတီတော်ကိုမှန်းဆဖူးမြော်အလွမ်းတော်ဖြစ်ခဲ့ရပါတယ်ဒိန်နဝါကြီးအုပ်ချုပ်မှုအောက်မြေသို့ရောက်နေစေကမူမြမဗုဒ္ဓဘာသာဝင်တို့သည်အမျိုးဘာသာသနာယဉ်ကျေးမှုစာပေတို့ကိုအသက်ဆွ၍စောင့်ရှောက်ခဲ့ကြရာရွှေတကုံစေတီတော်ကြီးမာလီသာသနာဘာသာကိုချစ်ကြည်ညိုသည့်မြမအလှရှင်တို့၏အလှဒါနတရုတရပြုစုစောင့်ရှောက်ထိမ့်သိမ့်မှုကြောင့်ဝင်းဝင်းဝါဝါတင်းတင်းတဲတဲတတ်တတ်ပဲပဲတီးနေတော်မူနိုင်ခဲ့ပါတယ်ဘုရားကုန်းတော်ဘာဖဏတ်စည်းတဲ့အင်္ဂလိပ်တွေကိုတိုက်ပွဲဝင်အရေးဆိုကန့်ကွက်ခဲ့ခြင်းဘုရားကုန်းတော်ဘာမှာတပ်ဆွဲထားတဲ့အင်္ဂလိပ်စစ်တပ်ကိုကန့်ကွက်၍ကုန်းတော်ဘာမှာနှင်းချခြင်းတနင်္ဂနွေတောက်ကုန်းတော်ဘောကအင်္ဂလိပ်စစ်သည်များကိုရွှေ့ပြောင်းဖြစ်သိမ်းဖို့တောင်းဆိုတိုက်ပွဲဝင်ခြင်းစသည်ဖြင့်ရှေးခေတ်မြန်မာတို့ဘာသာသာသနာစောင့်ရှောက်ပုံများမှာပီတိလီရွှမ်းကျက်တိလီဖြန်းအာယံဝန္တာဘွေရာကောင်းလာပါလေအင်္ဂလိပ်လက်အောက်မှာပင်1888ခုနှစ်မှာငါလျင်လှုပ်လို့မြေသို့ခတဲ့စိန်ဘူးငှက်မျက်နှာတို့ကိုဒီချိန်မွန်းမှန်ပြင်းစင်အသစ်တင်းလှူခဲ့ရပြန်ပါလေ1919ခုနှစ်မှာဒီချိန်လှုပ်တဲ့ငလျင်ကြောင့်ရင်သွားတဲ့ပိန်းတဲ့တိုင်ကိုပြင်ဆင်ခဲ့ရပါတယ်1920ခုနှစ်မှာစိန်မှုငှက်မျက်နှာတော်ကိုအသစ်တစ်ပါတင်းလှူခဲ့ရပြန်ပါတယ်1930ခုနှစ်မှာ
လှုပ်တဲ့ငလျင်ကြောင့်မြေသို့ခတဲ့စိန်မှုငမျက်နှာတို့ကိုအသစ်ဖြစ်အောင်ပြင်ဆင်၍1930တခုအေဘီလာတွင်ဇီရီတော်ကြီးပေါ်သို့တင်လူပူဇော်ခဲ့ပြန်ပါလေဤသို့လျှင်ခေတ္တမိုင်းအဆက်ဆက်တဘာဝဘေးဒဏ်အချစ်ချက်တို့ကိုသီးခံခြင်းများစွာဖြင့်ကြော်ဖြတ်တော်မူလာခဲ့ရတယ်မြတ်ဖျားရွှေတကုံမှာခေတ္တမိုင်းအတန်တန်လောကဓာမုန်တိုင်းတို့တိုးဝှိရိုက်ခတ်လေးလေးယရနာမျိုးစုံနဲ့ယဉ်ကျေးမှုလက်ရာအဖုံဖုံတို့တိုး၍လာခဲ့လေးလေးသာဖြစ်ပါတယ်မြန်မာတို့ဤရာဇဝင်သာသနာဝင်ဂန္ဓဝင်စာပေဝင်အနုပညာဝင်တို့ကိုလေ့လာသည့်အခါရွှေတကုံမပါလဲမပြည့်စုံဘယ်နည်းနဲ့မှမလုံလောက်ပါမြန်မာတို့ဤမြတ်ဗုဒ္ဓကိုအစဥစွာဖူးမြင်ခွင့်ရဗုဒ္ဓဘာသာလူသားအစမြန်မာကဟုဆိုသည့်အခါထိုသမိုင်းကိုရွှေတကုံကအခိုင်အမာသက်သေပြပါမည်တိရိဓမ္မသောကမင်းကြီးဇေဒီတော်တို့သည်မြတ်ဗုဒ္ဓဤနောက်နှစ်200ကျော်နှုတ်ကြခဲ့ပါတယ်မြန်မာတို့ဤရွှေတကုံဇေဒီတော်သည်မြတ်ဗုဒ္ဓနှင့်ခေတ်ပြိုင်ဖြစ်ခဲ့ပါတယ်ဟိန္ဒူဘာသာဝင်နှင့်ဂျိန်းဘာသာဝင်တို့ဤဇေဒီပထိုးများအကြမ်းမှာထိုးဖောက်လာခဲ့ရတဲ့အာသောကမင်းကြီးဇေဒီများသည်၄တောင်တစ်မျိုးအပုအလုံးအဝိုင်းတစ်မျိုးဖြင့်ဟိန္ဒူဂျိန်းယဉ်ကျေးမှုတို့၏ဩဇာအငွေ့အသက်မကင်းနိုင်ခဲ့ပါမြန်မာတို့၏ရွှေတကုံသည်အိန္ဒိယပြည်ကစေဒီဆိုသည့်ဇေဒီများကိုမြေဖြားခံခဲ့တော်လဲအိန္ဒိယဟန်လုံးမပါဟိန္ဒူတို့ဩဇာအငွေ့အသက်လုံးလျာကင်းမြန်မာပြည်သားတဲ့မြန်မာအတွေးခေါ်ယဉ်ကျေးမှုဇဲ့ရဲ့လက်ရာထီရီကြီးဖြစ်ခဲ့ပါလေဤသို့ရှုမကြီးဝဲတင့်တယ်တပ်ပယ်လှသည့်လက်ရာမျိုးစုံကိုစီရီအမျိုးမျိုးတို့စုအောင်ရာအိန္ဒိယပြည်မှာပြန်ရှာ၍မတွေ့နိုင်တော့ပါမရရှိနိုင်တော့ပါသောနာဘုံမိဟုနှိုင်ခံရသည့်ရွှေနိုင်ငံသားတို့ယဉ်ကျေးမှုမှာအံ့ဖွယ်ကောင်းသည်သာဖြစ်အင်ဒိုနီးရှားဂျာဗာကျွန်းပေါ်ကဘောရဘူရူဇီရီကြီးကိုကြည့်ပါဟိန္ဒူယဉ်ကျေးမှုကိုခြေခံပြီးတိဆောက်ခဲ့တာမှန်တော့လေထိုလက်ရမျိုးကိုအိန္ဒိယပြည်မှာပြန်ရှာပြီးမတွေ့နိုင်ပါကမ္ဘောဒီးယားကအန်ကောဝကျောင်းတော်ကြီးကိုကြည့်ပါဟိန္ဒူယဉ်ကျေးမှုကိုခြေခံပြီးတိဆောက်ခဲ့တာမှန်တော့လေထိုလက်ရကိုအိန္ဒိယပြည်မှာဘယ်မှပြန်ရှာပြီးမတွေ့နိုင်ပါစန်ချီဇီရီတို့ကကြောက်တီးအဆင့်စဉ်ကိုချင်းချင်းထိထပ်ဆက်ဆက်လိုက်လျင်မြမဇီရီများကဖောင်းရင်များနှင့်နီးစပ်ဟန်ရှိတော်လဲမြမဇီရီတော်များဤဖောင်းလုံးအရစ်များသည်အိန္ဒိယအငွေ့အသံမှကင်းလွတ်တဲ့မြန်မာမှုအမှုပညာသက်မြတ်သာဖြစ်ခဲ့ပါလေစန်ချီဇီရီတော်ကထမင်းဦးဖောင်းပုံအလုံးကြီးသည်မြမဇီရီများနဲ့သပိတ်မှောက်ပုံနှင့်တူသည်ဟုဆိုခြင်းဆိုနိုင်တော်လဲသပိတ်မှောက်အောင်နာကခါစီဖောင်းပြဖောင်းလုံးခေါင်းလုံးပုံတို့ဖြင့်အမွန်းတင်လိုက်သည့်အခါတိုက်တော်ယဉ်ကျေးမှုအငွေ့အသက်ကင်းတန်ရှင်းသည့်မြမယဉ်ကျေးမှုလက်ရာစစ်ဖြစ်ခဲ့ရပါတယ်ထိုင်းနှင့်သီဟိုစီရီများမှလည်းထိငှက်မျက်နှာစိန်မှုတို့တင်လို့ပူဇော်သည့်ထုံးစံမရှိခဲ့ပါမြန်မာတို့ဟာလောကုတ္တရာယရဏတို့စုဝေးရာစီရီများကိုလောကီယရဏမျိုးစုံတို့ဖြင့်စုပုံတင်လူရသည်ကိုနှစ်ထုံအားရရှိလာပါလေ